လက်နဲ့မိုးတဲ့ကောင်းငင်ကနေပြီးတော့အသွားနှစ်ပိုက်ရှိတဲ့ဓာလက်နဲ့မျိုးမျိုးတွေမိုးရွာချတယ်လို့ပဲတဲ့ကောင်းငင်ကနေပြီးတော့မန္တကဖန်ဆင်းပြီးတော့လက်နဲ့မိုးရွာတယ်အလောင်းတော်ရဲ့ပါရမီဘုံကြောင့်လက်နဲ့တည်ဟာမြတ်၄ပါးရှင်းကဲသို့ဖြစ်ကုန်တယ်တဲ့ဘုရားရှင်ရောက်တော့ပန်းနေဖြစ်ကုန်တယ်လက်နဲ့ကဒါနဲ့မကျေနပ်တော့နမ5ဘာမိုးရွာတော့ဆိုတော့မိကြီးမိုးရွာတယ်ဘာမိုးရွာမိကြီးမိုးဆိုတာဒီမှာမိကြီးခဲတွေမိတွေရဲနေတဲ့မိတွေခဲတွေအဲ့ဒါကောင်းငင်ကနေပြီးတော့အနှံ့ပစ်ချသို့တော်လည်းပဲအဲ့ဒီမိကြီးမိုးတွေကမြတ်စွာဘုရားအလောင်းတော်ရဲ့အနာမှာမူ၄ပါးအရှင်နဲ့လာပြီးတော့ကြပါတယ်နမ6နေတဲ့ပြာပူမိုးတွေကောင်းငင်ကရွာချတယ်တဲ့ပြာပူတွေဖန်ဆင်းပြီးတော့တခါတော့သွန်ချတာဟောဘုရားလောင်းတော်နားရောက်တော့စန္ဒကုမှုတ်တွေဖြစ်ကုန်တယ်နောက်တကဘာမိုးရွာလဲသဲပူမိုးရွာတယ်ကောင်းငင်ကသဲတွေကြာလာသဲပူကြီးတွေပြောနဲ့ကြာဘုရားရှင်ရောက်တော့နတ်ပန်းတွေဖြစ်ကုန်တယ်နောက်တကဘေးတိုင်းနမရှိရွှွညိုမိုးရွာတယ်ဘာမိုးလဲကောင်းငင်ကနေပြီးတော့ရွှွညိုအပူတွေကောင်းငင်ကနေပြီးတော့လောင်းချတယ်သို့တော်လည်းပဲဘုရားလောင်းတော်ရဲ့ချိန်ရောက်တော့နန့်သာသွေးထားတဲ့နန့်သာပြစ်တွေဖြစ်ကုန်တယ်တဲ့ကဲဒီလိုလက်နဲ့ရှင်မျိုးနဲ့မှမရရင်နောက်ဆုံးလက်နဲ့ထုတ်သုံးမယ်နောက်ဆုံးလက်နဲ့ကအမှောင်ထိုက်တယ်ဒါလည်းလည်းပြည့်သားအမှောင်တိုင်းကြီးဖန်ဆင်းပြီးတော့မြတ်စွာဘုရားအလောင်းတော်ကိုကြောက်အောင်ဆောက်တာလူဟာလာကွယ်လေးညတကောင်ရံအချိန်မိုးတွေကလည်းမှောင်နေတုပ်အုပ်အလဲထဲမှာလူတယောက်တည်းသွားထိုင်လူဟာမဖြစ်လေဘာမှမမြင်ရင်စိတ်ကချောက်ချားလာမှောင်နေသူ့လည်းငါမမြင်ကိုယ့်လက်တောင်ကိုပြန်မမြင်ဘူးအဲ့လောက်ထိအမောင်တို့ကြီးကြီးဆိုတဲ့အမောင်တက်ကြီးထဲမှာနေရရင်လူကအလယ်ကနေကြောက်လာတယ်အဲ့ဒါကြောင့်ဘုရားလောင်းတော်သိဒ္ဓထားကိုလည်းပဲကြောက်လန့်ပြီးတော့သေအောင်ဆိုပြီးတော့ဘာလို့လဲမာနကဘိသရေအဲ့ဒါတခါတည်းလောကဓာတ်တစ်ခုလုံးအမောင်တိုက်ကြီးပန်းစင်တော့ဘုရားလောင်းတော်ကဲမာနကတော့သူ့လည်းကမမြင်ရတော့ငါလည်းသူမမြင်အောင်သူတော့အမောင်တိုက်ကြီးပန်းစင်ပြီအဲ့တော့ဘာလို့လဲဘုရားလောင်းတော်ကခန္ဓာကိုယ်ထဲကမွေးညင်းလောက်ရှိတဲ့ရောင်ကြီးတော်လေးတစ်ခုလွှတ်လိုက်တယ်အချီကျိုးလောက်ရှိတယ်မွေးချင်းပင်လောက်ရှိတဲ့ကြောင်ကြီးလေးတခုဘုရားလောင်းတော်ခန္ဓာကိုယ်လေးကဆွတ်ထုတ်လိုက်အဲ့လိုလွတ်လိုက်တော့ပြေးတိုင်းမနတဖန်ဆင်းတဲ့အမိုက်တိုက်ကြီးကပြောင်းလို့အလင်းရောက်လာအဲ့တော့မကျေနပ်တဲ့မနတကကောင်းကင်တစ်ခုလုံးကိုမိကိုတွေထားအောင်တခါတည်းဖန်ဆင်းမိုးတိမ်မရှိဘဲနဲ့မိုးချိုးတွေပြည့်မကျေနပ်ဘူးမနဘုရားကိုတော်ကိုမကျေနပ်တာပြေးတိုင်းအဲ့ဒါမိုးတိမ်မရှိပဲနဲ့မိုးချိုးတွေရာထောင်မကအောင်ပြေးအဲ့ဒီလိုလုံးတော်လည်းပဲအလောင်းတော်ကိုတစုံတရာထိခိုက်မှုမရှိဒီတခါတော့သိက္ခာထမင်းသားရဲ့ဥကောင်းမြေတို့ပြတ်တွေ့တရားစေမယ်လို့ဆုံးဖြတ်ပြီးတော့နောက်ဆုံးလက်နဲ့ဖြစ်တဲ့ဘေးတိုင်းဆက်လက်နဲ့ကိုလွတ်ပါတယ်ဆက်လက်နဲ့တဲ့ဘာလက်နဲ့တယ်လဲသူတကောနဲ့လှုပ်ထားတဲ့ဆက်လက်နဲ့ကိုလွတ်တယ်တဲ့အဲ့ဒီဆက်လက်နဲ့ရဲ့တကောနည်းနည်းပြောမယ်မနတ်ရဲ့လက်ထဲမှာရှိတဲ့အဲ့ဒီဆက်ရန်တရားလက်နဲ့ကြီးอ่ะမြေကြီးတွေကိုပစ်ချလိုက်လို့ရှိရင်အဲ့ဒီမြေကြီးမှာ12နှစ်ကြာအောင်မြင်မပေါက်တော့ဘူးဘလောက်ပူရင်းတဲ့လက်နဲ့တုံးဆိုအဲ့ဒီမနတ်ရဲ့ဆက်လက်နဲ့ကြီးကိုမြေကြီးတွေပစ်ချလိုက်12နှစ်တိတိအဲ့ဒီနေရာကွက်ပြီးတော့မြင်မပေါက်တော့ဘူးတဲ့ကောင်းငင်ကိုပြည့်ရင်12နှစ်တိတိမိုးမရွာတော့ဘူးတဲ့မြင်းမို့တောင်ကိုပြည့်ရင်မြင်းမို့တောင်နှစ်ချမ်းကွဲသွားမယ်အဲဒီလောက်အစွမ်းတဲ့လက်နဲ့တင်တဲ့တကားနဲ့ဘုရားဗုဒ္ဓနောက်ဆုံးထုတ်သုံးတော့တာဘေးတိုက်အဲ့ဒါလက်နဲ့ပြည့်တော့ကောင်းငင်ကနေမိုးကြိုးတန်ကြီးလိုဂျုံနဲ့အတန်ကြီးပေါ်လာပြီးတော့အဲ့ဒီဆက်လက်နဲ့ကြီးရဘုရားလောင်းတော်ရဲ့ခြေရင်းမှာရောက်လာဘုရားနာလည်းရောက်လဲရောက်တော့ဘာဖြစ်သွားလဲခြေတုပ်တဲ့ကျိုးတဲ့ဘိုးတော်ကတော့တောတွေမှာခြေတုပ်တဲ့နေရာအဝိဇ္ဇာတွေကိုခြေပြီးတော့ကျိုးလေးပုံစံရက်ထားတာအဲ့ဒါခြေတုပ်တဲ့ကျိုးလေးလိုပဲခွက်လေးရတာကြလာတယ်နောက်ဆုံးလည်းနဲ့တိုက်တော်လဲပဲအလောင်းတော်ဘာမှမဖြစ်တော့မာနကခြေပဲကိုင်းပြီးလက်မကိုင်းပြီးပြပြီးတော့ဟဲ့ကောင်လေးဘာလို့ရက်ကြည့်နေကြတာလဲသတ်ပါတော့လားဖြတ်ပါတော့လားနဲ့သူ့ပရိသတ်ကိုညာသံပေးပြီးတော့ပိသတ်တိသူကိုယ်တိုင်ကလည်းပဲဒီမင်္ဂလာရှင်ကြီးဘောကနေမြားကင်ပြီးတော့အပရာဇိတပလင်နာကိုကတ်တယ်မြားကြီးတင်ပြီးတော့ကင်ပြီးတော့ပရာဇိတပလင်နာကသိတ္တထပလင်ဘောကနေအမြတ်ရှင်တော်လို့ဘုန်းကြီးတို့ဘုရားလောင်းတော်ကိုအတင်းမောင်းချအဲ့ဒါ
အတင်းမောင်းကြတဲ့အခါကျတော့မာနသားလို့မောင်းကြတော့ဘုရားလောင်းတော်ကဟဲ့မာနဒီအပဒါဇိတပလင်တော်ကတက်ပလင်ဖြစ်တယ်လို့ပြောနေတယ်သင်မှာတက်တည်ပြเสียပါရှိလဲဒါငါပလင်ဘုရားကချင်းငါပလင်မလို့တက်နေလေမာနကလည်းဘုရားအတင်းမောင်းချတယ်အလောင်းတော်ကိုဘုရားလောင်းတော်ကလည်းမသေးဘူးလက်နဲ့ကိုမျိုးပြစ်တယ်နောက်ဆုံးမရတော့ဆက်လက်နဲ့ပြစ်တယ်ဘာမှမဖြစ်ဘူးဘုရားလောင်းတော်အဲ့ဒါမကျင်တတ်တော့ညာလံပေးပြီးတော့မြားကင်ပြီးတော့ဆင်းဆိုပြီးတော့အဲ့ဒါဘိန်းတို့ဘုရားလောင်းတော်အတင်းမောင်းကြတော့မြတ်စွာဘုရားအလောင်းတော်ကပြောတယ်ဟဲ့မာနဒီပလင်ဟာသစ်ပလင်ဖြစ်တယ်လို့သစ်မှာဘာသက်တည်ရှိလဲပြောဆိုတော့မာနကဒီပြည်လူတွေကိုသက်တည်ပြနေဘာမှအကျိုးမရှိဘူးဟောကြည့်အဲ့ဒါငါနောက်ကပါလာတဲ့ငါပရိသတ်အဲ့ဒီငါပရိသတ်ငါသက်တည်ပဲလို့ဆိုပြီးတော့မာနကလက်ရုံးဆန်းတန်းပြီးတော့ပြောလိုက်တယ်ဟဲ့ကောင်လေးဒီပလင်ကဘသူပလင်လဲမာနကသူပရိသတ်သူလည်းမေးတာဟဲ့ကောင်လေးဒီပလင်ကဘသူပလင်လဲဆိုတဲ့အခါကျတော့နတ်ပရိသတ်တွေကပြောတယ်အဲ့ဒါတို့ဆရာကြီးပလင်ပဲတို့ဆရာကြီးပလင်ပဲဟုတ်တယ်အဲ့ဒါငါတို့ဆရာပလင်ပဲနောက်ကနတ်ဆိုးနတ်ဝါးတွေကသတ်သိခံတယ်ဘာလို့လဲပရိသတ်ရဲ့နတ်ဆိုးနတ်ဝါးတွေကအဲ့ဒီမှာသတ်သိခံတယ်တဲ့မြေပြိုတဲ့အတန်လိုပဲပရိသတ်ရဲ့အဲ့ဒီမှာဆူညံပြီးတော့လာတာဒီတော့မှဘုရားလောင်းတော်ကမာနရဲ့ပရိသတ်ကိုဟန်တာတော်မူပြီးတော့တော်တော်ကောင်းတဲ့သက်တွေမယုံရင်ငါမိမမေးကြည့်ပါလားဆိုတာလည်းဆိုနေတယ်နေဟာကအဲ့တော့နင့်ပရိသတ်ကနင့်ပြန်ပြီးတော့ထောက်ခံမှာပေါ့ပရိသတ်ကိုလည်းဟန်တာပြီးတော့ဘုရားလောင်းတော်က